ခွေးတွန်နရွက်လေးထိုးမယ်ပေါ့နော်အဲအတွက်မချစ်ရင်6ချက်ကနေစပါမယ်တစ်ချက်နှစ်ချက်သုံးချက်လေးချက်ငါးချက်6ချက်ပထမဆုံးနေရာမှာမချစ်လေးမှတ်ပါမယ်ပြီးရင်မချစ်ရင်လေးဖြစ်ဖြစ်ဝမ်းလေးဖြစ်သွားအောင်ဆွဲထုတ်မယ်မချစ်ရင်6ချက်ပြီးရင်ဒုတိယရိုးမှာတော့တိုင်တစ်ပေါက်တည်းကိုတိုင်တူ2တိုင်နဲ့တိုင်ပွား6ခေါက်ထိုးပါမယ်တစ်တိုင်တစ်ပေါက်တည်းမှာ2တိုင်ထိုးမယ်ပေါ့နော်တစ်တိုင်2တိုင်တစ်ခါတစ်တိုင်2တိုင်နှစ်ခါတစ်တိုင်2တိုင်3ခါတစ်တိုင်2တိုင်4ခါတစ်တိုင်2တိုင်5ခါတစ်တိုင်2တိုင်6ခါပြီးပြီဆိုရင်တော့မချိတ်လေးကိုဖြုတ်တတိယတန်းထိုးပါမယ်တတိယတန်းမှာလည်းတိုင်တူတစ်ခါတိုင်ပွားတစ်ခါထိုးပါမယ်တိုင်တူတစ်ခါတစ်ပေါက်ထဲမှာတိုင်တူ2ချက်နဲ့တိုင်ပွားတစ်ခါထိုးပါမယ်အဲ့ဒါအားလုံးစုစုပေါင်း6ချက်ပြည့်အောင်ထိုးပါမယ်ပေါ့နော်တိုင်ပွားတစ်ခါတိုင်တူတိုင်ပွားနှစ်ခါတိုင်တူတိုင်ပွား3ခါတိုင်တူတိုင်ပွား4ခါတိုင်တူတိုင်ပွား5ခါတိုင်တူတိုင်ပွား6ခါရူဖို့မှာတော့တိုင်တူ18ချက်ရှိရပါမယ်တစ်ပေါက်ကိုတစ်ချက်နှုံးနဲ့18ချက်ပြည့်အောင်ထိုးရပါမယ်တစ်ချက်မချိန်မှမယ်နှစ်ချက်3ချက်4ချက်5ချက်6ချက်9ချက်10ချက်9ချက်10ချက်11 12 13 14 15 16 19 18 row 4ပြီးပါပြီ row 4ပြီးရင် row 5ထိုးပါမယ်row 5ထိုးဖို့ဆိုရင်တိုင်တူ4ကတိုင်လျှော့တစ်ခါထိုးရပါမယ်တိုင်တူ4ကတစ်ခါ2ခါ3ခါ4ခါတိုင်လျှော့တစ်ခါဒါကိုတစ်ချက်လို့မှတ်ပြီးတော့3ချက်ပြည့်အောင်ထိုးရမှာဖြစ်တဲ့အတွက်နောက်ထပ်2ချက်ထိုးပါမယ်တိုင်တူ4ခေါက်ဒီ2 3 4တိုင်လျှော့ဒါဆိုရင်2ခါရှိပြီပေါ့နော်နောက်ထပ်တစ်ခါထပ်ထိုးပါမယ်ဒီ2 3 4တိုင်လျှော့မယ်စုစုပေါင်း
တိုင်တူလေးကတိုင်လျှော့တစ်ခါကိုစုစုပေါင်း3ခေါက်ပြအောင်ထိုးခဲ့ရမှာပါ1 2 3 4 5 row 5ပြီးတော့ row 6မှာတော့တိုင်တူ3ကတိုင်လျှော့တစ်ခါကိုစုစုပေါင်း3ခေါက်ပြအောင်ထိုးရမှာဖြစ်ပါတယ်တိုင်တူ1တိုင်တူ2တိုင်တူ3တိုင်လျှော့တစ်ခါတိုင်တူ1တိုင်တူ2တိုင်တူ3တိုင်လျှော့နှစ်ခါတိုင်တူ1တိုင်တူ2တိုင်တူ3တိုင်လျှော့3ခါပါဒါဆိုရင် row 6ပြီးပါပြီ row 7မှာတော့တိုင်တူနှစ်ခါတိုင်လျှော့တစ်ခါကို3ခေါက်ပြအောင်ထိုးရမှာဖြစ်ပါတယ်တိုင်တူနှစ်ခါတိုင်လျှော့တစ်ခါကို3ခေါက်ထိုးရမှာပေါ့နော်တိုင်တူတစ်ခါတိုင်တူနှစ်ခါတိုင်လျှော့တိုင်တူတစ်ခါတိုင်တူနှစ်ခါတိုင်လျှော့နဲ့တိုင်တူတစ်ခါတိုင်တူနှစ်ခါတိုင်လျှော့ဒါဆိုရင်တိုင်တူနှစ်ခါတိုင်လျှော့တစ်ခါစုစုပေါင်း3ချက်ပြည့်ပါပြီပြီးရင်တော့ခြေကိုရှည်ရှည်လေးဖြတ်ပါမယ်ခြေကိုရှည်ရှည်လေးဖြတ်ပါမယ်ပုံနေတဲ့ခြေလေးတွေကိုဆွဲထုတ်လိုက်ပါမယ်ဒါဆိုရင်ခွေးနှရွက်လေးရပြီပေါ့နော်ခွေးနှရွက်လေးကိုလည်း2ခုထိုးရမှာဖြစ်ပါတယ်ဒီလေးရဲ့အတွက်နှရွက်ကလေးကိုဒီခေါင်းကနေဆိုရင်1 2 3နော်ချိတ်ကလေးနဲ့မြောင်ပြပေးမယ်နော်1 2 3 3တန်းနဲ့4တန်းကြားမှာထားပြီးတော့ဒီဘက်ကနေဆိုရင်ဒီပါးနီလေးရဲ့ဘေး1 2 2တန်းနဲ့3တန်းမြောက်ကြားမှာလာပြီးတော့ထားမှာဖြစ်ပါတယ်ဒီမှာဆိုလဲ1 2 2တန်းနဲ့3တန်းမြောက်ကြားမှာထားမယ်ခေါင်းလေးကနေဆိုရင်1 2 3 3နဲ့4ကြားမှာထားပြီးတော့ချုပ်ပါမယ်